ကျွန်တော်တို့ဘဝမှာဘလောက်ပဲခက်ခဲတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။တဘာဝတရားတွေကဒီတတ်တော်ကလေးသတိရလိုက်ပေါ့နော်။သူကတော့ကျွန်တော်တို့အမြဲတမ်းလဲကျွန်တော်တို့ကြားနေကြဖြစ်မှာပါ။ဆယ်မွန်ဆိုတဲ့ငါးလေးပါ။အဲ့တော့ဆယ်မွန်ကသူက9000တောင်ထက်မကဘူး။သူ့မှာရှိတဲ့ရွေချက်တွေဇွဲလုံးလာတွေမိမိကိုယ်ကိုစွန့်လွတ်ခြင်းရဲ့အဓိပ္ပာယ်ကိုသူကလက်တွေ့ပြသနေတဲ့သင်္ကေတလေးတစ်ခုပါ။သူ့ရဲ့ဘဝဇာတ်လမ်းလေးကမဖြစ်နိုင်တာဘာမှမရှိဘူးဆိုတဲ့စကားကိုသူတက်တည်ပြနေတယ်။ဒီနေ့တော့ဒီငါးလေးဘလို့ဒီစီချောင်းတွေကိုဆန့်ကျင်ပြီးတော့အမြင့်ပေပေါင်းများစွာရှိတဲ့ရေတံခွန်တွေကိုခုံကျော်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်အောင်။အဲ့တော့ဆမ်မွန်လေးတွေကသူတို့ကရေချိုမြပြားမှာမွေးဖွားပြီးတော့ကြီးပြင်းကြတယ်။ဒါပေမဲ့သူတို့ကအဲ့ဒီဘေးကင်းလုံခြုံတဲ့နေရာမှာအကြာကြီးသူတို့နေဝင်မရဘူး။သူတို့တာမာဖို့အတွက်ကြီးထွားဖို့အတွက်သမုဒ္ဒရာကြီးတွေကိုသူတို့မဖြစ်မနေဘူးသူတို့ဆင်းရဲပေးရတယ်ပေါ့နော်။အဲ့ဒီတွေကိုရောက်မှသူတို့ကတာမာလာမယ်ကြီးထွားလာမယ်ပေါ့နော်။ဒါသူတို့ရဲ့သဘာဝတစ်ခု။ဒါသူတို့ရဲ့ပထမဆုံးစွန့်စားမှုပါပထမဆုံးစွန့်စားမှုအနေနဲ့သူကရေချိုးရတဲ့ရေငန်းကိုပြောင်းလဲလိုက်တဲ့အတွက်သူတို့ခန္ဓာကိုယ်အတွက်ဒါတော်တော်လေးကိုပြင်းထန်တဲ့အပြောင်းလဲကြီးမားတဲ့စိတ်ခုံမှုတစ်ခုသူတို့ခြုံတွေ့ရတယ်။ကိုကျင်လဲခဲ့တဲ့ကိုယ့်ဘဝရဲ့နေပယ်မဟုတ်ဘူး။ကိုယ့်ရဲ့ဇာတိမဟုတ်ဘူးပေါ့ဗျာ။ကိုယ့်ရဲ့တဏှောတတနေပယ် comfort zone ပေါ့။အဲ့လို comfort zone တွေကနေလေသူတို့အပြောင်းလဲတစ်ခုတွေနဲ့ရင်းရဲဖို့ခုန်ထွက်ရဲတဲ့တတ်တည်ရှိကြတယ်။အဲ့တော့ဆမ်မွန်ကားလေးတွေကသူတို့သမုဒ္ဒရာထဲမှာ3နှစ်ကနေ9နှစ်ထိသူတို့အချိန်ယူပြီးတော့ကြီးထွားရတယ်။လောကကြီးရဲ့ခက်ခဲတို့ရင်ဆိုင်ပြီးတော့ပို့ပြီးတော့တန်မာတဲ့ရင့်ကျက်တဲ့ဘဝကိုသူတို့တိဆောက်ကြရတယ်ပေါ့နော်။အဲ့တော့ရင့်ကျက်ပြီးတဲ့အခါမှာသူတို့ဆယ်မွန်ငါးလေးတွေတကောင်စီတိုင်းရဲ့နှလုံးသားထဲမှာlife purpose လို့ခေါ်တဲ့တသက်တာရည်ရွယ်ချက်အဲ့ဒီရည်ရွယ်ချက်နှိုးဆော်တဲ့အတန်းပေါ့နော်။သူတို့တိုက်တွန်းတဲ့စိတ်ဆော်တဲ့အတန်းကိုသူတို့ကြားလာအဲ့တော့သူတို့မွေးဖွားတဲ့မြပြားချောင်းစီကိုသူတို့ပြန်သွားမှာ။အဲ့တော့ဒီခရီးကဘလုံးမှမဖြစ်နိုင်တော့တကယ်ကိုခက်ခဲတယ်။ပထမနံပါတ်1မြည့်ရည်စည်းနှုံးကတားမြန်တယ်သူတို့ကအဲ့ဒီရည်စည်းကိုဆန့်ကျင်ပြီးတော့နေမနာညာမနာအားသွန်ခေါ်ဆိုင်ပြီးတော့ကုခတ်နောက်နံပါတ်2မြင့်ပေ10ပေလောက်ရှိတဲ့ရေတံခွန်တွေကိုခုံကျော်ရမယ်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့တားဆီးတွေကိုခန္ဓာကိုယ်တစ်ခုလုံးကိုအသုံးပြုပြီးတော့သူတို့ကစွန့်စားရနောက်နံပါတ်3ဒါတော့အရေးကြီးဆုံးပေါ့နော်သူတို့ခီးစားတင်တဲ့အချိန်ကနေစပြီးတော့တည်ဆုံးသွားတဲ့အထိဘာမှကိုသူတို့ကဒါမစားတော့သူတို့ခန္ဓာကိုယ်မှာစူးစောင်းထားတဲ့စွမ်းရည်တွေနဲ့သူတို့ရွေထားတဲ့ရွေချက်ကိုပဲမဖြစ်မနေဖြစ်မြောက်အောင်ပန်းနိုင်ဝင်ရောက်အောင်သူတို့ဥတည်ပြီးတော့သွားကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်ပန်းနိုင်စီကိုသွားတဲ့အခါမှာခုပဝဉ္ဇဉ်ဘလောက်ပဲကိုနောက်ဆက်တဲ့ဓာတ်စီးတွေနဲ့နောက်ဆက်ဓာတ်စီးနေပါသေးတယ်နော်ဆယ်မွန်လေးတွေလို့ရွေချက်တစ်ခုတွေအာယုံဆိုင်ပြီးတော့နောက်ပြန်ဖလှယ်ပဲနဲ့ဆက်သွားဖို့လိုတာပေါ့အဲ့တော့ဘဝနဲ့ရေးပြီးတော့ခုကတ်လာခဲ့တဲ့နောက်ပိုင်းမှာဆယ်မွန်ငါးလေးတွေသူမွေးဖွားခဲ့တဲ့ဒီပြားချောင်းစီကိုသူတို့တိတိကျကျရောက်ရှိခဲ့သူတို့မွေးရမြေရနံ့အောင်လည်းသူကလုံးဝဘရောမှသူတို့မမေ့ခဲ့အဲ့တော့သူတို့ရဲ့တသက်တာရွေချက်ကတော့အောင်မြင်တဲ့ဘဝကိုနေထိုင်ဖို့မို့သူတို့မျိုးဆက်သစ်တွေအတွက်အမွေအနှစ်ကိုသူတို့ခြံထားခဲ့ဖို့ဖြစ်တယ်အဲ့တော့သူတို့နောက်ဆုံးစွမ်းရည်တွေအကုန်သုံးပြီးတော့ဥကြတယ်ပြီးတာနဲ့ချက်ချင်းပဲသူတို့တည်ဆုံးသွားကြတယ်ပေါ့နော်အဲ့တော့ဆမ်မွန်ဘဝအဆုံးသတ်သွားပြီလေသူတို့ရဲ့ခန္ဓာကိုယ်ကနေထွက်လာတဲ့အာဟာရတက်တွေကသူတို့မြစ်ကိုပြန်ပြီးတော့ကျွယ်ဝစေပြီးတော့သူတို့ရဲ့မျိုးဆက်ကလေးတွေကိုပို့ပြီးတော့တန်မာစွာကြီးထွားစေဖို့သူတို့ကအထောက်အကူပြုခဲ့ပြီဒါကတော့သူတို့ရဲ့မှန်တကယ်ကိုစစ်မှန်တဲ့အောင်မြင်မှုလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့တွေကကျွန်တော်တို့ဘဝမှာလမ်းပြောင်းနေတယ်လို့ခံစားရတယ်ဆယ်မွန်ငါးလေးတွေတတိယလိုက်ပါသူတို့တွေကရေသီးချောင်းတွေဒီတကုံတွေကိုကြောက်မနေကြဘူးသူတို့ရဲ့ရွေးချက်ကသူတို့ရဲ့ကြောက်စိတ်ချက်အစာပေါင်းများလို့ပို့ပြီးတော့ကြီးမားခဲ့တယ်အဲ့တော့တဲ့ရဲ့အိမ်မက်ဘလောက်ပဲခက်ခဲနေပါလဲတဲ့ရဲ့စိတ်ဓာတ်ရေတကုံတွေကိုပုံကျော်နိုင်စွမ်းရှိတယ်ဆိုတာကိုယုံကြည်ရမှာဖြစ်ပါတယ်။အဲ့တော့သင်လိုအပ်တာကတော့ဒီရဲ့ချက်ကိုအာယုံဆိုင်ပြီးတော့ရှင်းဆက်ဖို့ဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဆက်စားရအဆင်ပြေကြပါစေ။ယူဆကြပါခင်ဗျာ။